္ဂလာပါရှင်2019ခုနှစ်မတ်လ10ရက်တောက်ကြနေ့ Arvision မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီရှင်ဒီနေ့သတင်းတွေထဲမှာတော့အီတလီနိုင်ငံတန်မှန်ကြီးကအရေးခင်းဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာကျေးရွာများသို့တွားရောက်လေ့လာခဲ့တဲ့သတင်းဆိုရွာကြမ်းတမ်းသောအခြေအနေများကြားမှာရိုဟင်ဂျာကျောင်းသားများတက္ကသိုလ်အဆင့်ဝင်ခွင့်ဆောင်မေးပွဲသို့ဝင်ရောက်ဖြစ်ဆိုနေတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျွန်မတီတာထွန်းပါ2019ခုနှစ်မတ်လ9ရက်အင်္ဂါနေ့တွင်အီတလီနိုင်ငံတန်မှတ်ကြီး PR Giorgio Alberti ကအရေးခင်းဖြစ်ပွားခဲ့တဲ့မောင်တောမြောက်ပိုင်းရှိရိုဟင်ဂျာကျေးရွာများသို့တွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသတင်းရရှိပါရယ်။အဆိုပါတန်မှတ်ကြီးကသူ့ရဲ့အဖွဲ့များနဲ့အတူလောင်းတုံကျေးရွာအုပ်စုစင်သေးချင်းကျေးရွာသို့တွားရောက်ခဲ့ပြီးရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများကိုလေ့လာခဲ့ပါရယ်။သူ့ရဲ့ခရီးစဉ်မှာရိုဟင်ဂျာရွာသားများကိုနှွေးထွေးစွာဖိတ်ခေါ်တွေ့ဆုံခဲ့ပြီးလွန်ခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကစပြီးတွေ့ကြုံရင်ဆိုင်နေရတဲ့အသေးအတန်အခြေအနေများကိုမြင်မြန်ခဲ့ပါရယ်။ရွာသားများကလည်းဘယ်လိုရင့်ပက်နှိမ့်ဆက်ခံရကြောင်းလူဦးရေများမတရားဖမ်းဆီးခံရကြောင်းလူနေအိမ်များဖျက်ဆီးမိရှို့ခံရကြောင်းပစ္စည်းများနဲ့အိမ်မွေးတရုပ်ဆယ်များလူရဲအခင်းခဲ့ရကြောင်းကိုအသေးစိတ်ရှင်းလင်းပြပြခဲ့ပါတယ်။ဒါ့အပြင်နေကြားဆောင်ရင်းများနဲ့စစ်သားများကရိုဟင်ဂျာအမျိုးသမီးများကိုမရမတာမတင်းကျပ်ခဲ့ကြောင်းကိုလည်းရှင်းလင်းပြပြခဲ့ပါတယ်။ရွာသားများကအစိုးရဟောင်းများလက်ထက်ကစာရွက်စာတမ်းများနဲ့အတူရိုဟင်ဂျာများသည့်မြန်မာနိုင်ငံရဲ့လူနည်းစုတိုင်းရင်းသားများဖြစ်ကြောင်းအထောက်အထားများကိုပြသခဲ့ပါတယ်။ထို့ပြင်ရွာသားများကတန်မတ်ကြီးကိုရွေးထွေးပြုံးကားစွာအိဝက်ကြည်ပူခဲ့တဲ့အတွက်တန်မတ်ကြီးကကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက်လာမယ့်ရက်သက်တစ်ပတ်မှာအရေးခင်းဖြစ်ပွားခဲ့တဲ့တခြားရိုဟင်ဂျာကျေးရွာများသို့လည်းကြည့်ရှုလေ့လာရန်ညွှန်လင်းထားကြောင်းသိရပါတယ်ရှင်။2019ခုနှစ်မတ်လ10ရက်နေ့ကမြန်မာနိုင်ငံတဝန်းလုံးတွင်ပြုလုပ်ကျင်းပလျက်ရှိတဲ့တက္ကသိုလ်အဆင့်ဝင်ခွင့်စာမေးပွဲကိုမောင်တော်ဘူးသီးတောင်နဲ့ရခိုင်ပြည်နယ်အခြားမြို့များတွင်ဆိုရသောအခြေအနေများနဲ့ရင်ဆိုင်ကြုံတွေ့ခံစားနေရသည့်ကြားမှာရိုဟင်ဂျာကျောင်းသားလူငယ်များတက္ကသိုလ်အဆင့်ဝင်ခွင့်စာမေးပွဲကိုဝင်ရောက်ဖြစ်ဆိုနေကြပါတယ်။မြန်မာနိုင်ငံနေပြည်တော်နဲ့ပညာရေးဌာနလက်အောက်ရှိစာစစ်ဌာနမှကျင်းမှုကျင်းပသောစေတံကျောင်းသူကျောင်းသားများအတွက်တက္ကသိုလ်အဆင့်ဝင်ခွင့်စာမေးပွဲကိုမြို့ပေါင်း44မြို့တွင်စာမေးပွဲဌာနပေါင်း239ဌာနဝင်ရောက်ဖြစ်ဆိုသည့်ကျောင်းသားကျောင်းသူဦးရေစုစုပေါင်း9,6,900 ကျော်တို့သည်2019ခုနှစ်မတ်လ19ရက်နေ့အထိဖြစ်ဆိုကြမှာဖြစ်ပါတယ်။အဆိုပါတက္ကသိုလ်အဆင့်ဝင်ခွင့်စာမေးပွဲသည်မြန်မာနိုင်ငံတဝန်းလုံးရှိစေတံကျောင်းသူကျောင်းသားတို့ရဲ့အနာဂတ်မျှော်လင့်ချက်အတွက်အောင်မြင်ရန်ခက်ခဲသောအရေးကြီးဆုံးစာမေးပွဲဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းလုံးရှိတနိုင်ငံလုံးအတိုင်းအတာအရထိုစာမေးပွဲကိုဝင်ရောက်ဖြစ်ဆိုနေသည့်ကျောင်းသူကျောင်းသားဦးရေ9သိန်းကျော်ရှိသည့်အနာမောင်တော်မြို့နယ်နဲ့ဘူးသီးတောင်မြို့နယ်တို့ကြားမှာရိုဟင်ဂျာကျောင်းသူကျောင်းသားဦးရေခန့်မှန်းခြေအဖြစ်2000ကျော်ဝင်ရောက်ဖြစ်ဆိုနေကြပါတယ်။ရိုဟင်ဂျာကျောင်းသူကျောင်းသားများဟာကျောင်းမတက်ရောက်နိုင်သောကြောင့်လက်ကျစ်သင်ယူခဲ့တဲ့အချိန်မှာအလွန်နှေးပါခဲ့ပါတယ်။ဒါကြောင့်ကျောင်းသားများမှာကောင်းမွန်စွာမဖြစ်ဆိုနိုင်ကြပါ။ထို့အပြင်စာမေးပွဲခန်းဆောင်ရခိုင်ဆရာဆရာမများနဲ့တာဝန်ကျဝန်ထမ်းများကစာမေးပွဲခန်းမတွင်လည်းပဲရခိုင်ကျောင်းသူကျောင်းသားများကိုမျက်နှာသာဆက်ဆံခြင်းအပြင်ခွဲခြားဆက်ဆံမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။အဲ့ဒီဒေသမှာရှိတဲ့ကျောင်းသူကျောင်းသားအများစုဟာ2016ခုနှစ်အောက်တိုဘာလ9ရက်နေ့ကစတင်ပြီးနေမြင့်ရှင်းလင်းရေးကောင်းစဉ်တက်ထားတဲ့ရိုဟင်ဂျာမျိုးတုံးတက်ဖြတ်ရှင်းလင်းရေးကြောင့်ရိုဟင်ဂျာကျောင်းသားများမှာများစွာထိခိုက်နစ်နာခဲ့ရပါတယ်။သို့တော်လည်းရိုဟင်ဂျာကျောင်းသားများမှာမျှော်လင့်ချက်ကြီးစွာဖြင့်တက်နိုင်သမျှလှစ်လာကြိုးစားပြီးဤစာမေးပွဲကိုဝင်ရောက်ဖြေဆိုနေကြပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ Arvision ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ Arvision ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကို Facebook, Twitter နဲ့ YouTube စာမျက်နှာတွေကနေတိုက်ရိုက်ကြည့်ရှုနားဆင်နိုင်ပြီဖြစ်ကြောင်းလေးအသိပေးအပ်ပါတယ်ရှင်။